တော့ကျွန်တော်ဒီပထမဆုံးနှိမ့်ဆက်ပေးမယ်ကျွန်တော်ကဒီတိုင်ရင်တရားတက်မှာတာဝန်ဆောင်နေရဲဘော်တန်းဖိုက်ပဲဖြစ်ပါတယ် တော့တင်တရားမျိုးအစ်ဖြစ်ပါ ဆိုတော့မိခွန်းလေးနဲ့ရောမိလေးနဲ့နော်ဒီကျွန်တော်အသေးချင်လေးပြန်များနေပြီပေါ့တော့ကိုဒီနော်တော်လေးထဲမှာဘာသာဝင်ကိုယူထားရဲပေါ့နော် တော်ရင်ရမကျွန်တော်အခုလောဆယ်11မှာအဆက်ဒီ11မှာကျွန်တော်တာဝန်ယူတာတစုမီတာဝန်ပြော အခိုက်ရေးပဲပေါ့နော် ခိုက်ရ အခိုက်ရေးမှာတစုမီဆိုတော့အကိုကဒီတော်လေးနဲ့ရောက်တာရှင်အားဖြင့်ဆိုတော့လောက်ကြာပြီလို့ နော်နည်းနည်းကြောင့်3နှစ်လောက်3နှစ်လောက်ပဲရှိပါသေးတယ် 3နှစ်လောက်ပဲ ဆိုတော့ဒီတော်လိုင်းလုံးနေနဲ့ဒီကာလာတစ်ချောင်းမှာပေါ့နော်အကိုအတွက်ပေါ့နော်ဝမ်းနေစင်တဲ့အရာတစ်ခုတော့တော်ညာတယ်အမှန်ရစီမဲ့အရာတစ်ခုပေါ့အဲ့လိုလေးရှိလာပေါ့ ရှိပါတယ် အဲ့လိုဘယ်ရာဝမ်းနေဆုံးဖြစ်လိမ့်မယ်ဆိုတစ်ချက်ဒီပါ ကိုမျိုးကိုတင်ပြီးတော့ပြန်ပေးလိုက်ရတဲ့ရှင်တွေကတော့ဝမ်းနေစရာအကောင်းဆုံးတော့ထင်ပါတယ် ဆိုတော့အဲ့မျိုးတိန်တော့ကိုယ့်အိမ်ကိုတော့ပြန်ရောက်ခဲ့ပေါ့နော် ရောက် ပြန် ပြီ အောင်တော့ကိုရင်ကိုပြန်အောင် ဒီတော့အဲ့ဆရာဆက်ဖြစ်ဆင်ပြီဆိုတော့နောက်ပြီးတော့မှလေဟိုအကိုဒဏ်ရာရတယ်လို့ကျွန်တော်ကြားသေးတယ်ပေါ့နော်ဟုတ်လား ဟုတ်ပါတယ် နောက်ဘယ်လိုကြောင့်ဒဏ်ရာရခဲ့ရလဲ ပြောရမယ်ဆိုတော့ကျွန်တော်တို့တိုက်ပွဲတနည်းအားတစ်ခုမှဟောဗျာအမှကြာလည်းမကြာသေးပါဘူးဒီတိုက်ပွဲကအမှကျွန်တော်တို့ချီမွေးတက်တယ်ပေါ့ဗျာကျွန်တော်ချီမွေးတက်တယ်အမှကျွန်တော်တို့တူးတယ်ဝင်လုံးတဲ့ချိန်မှာဗျာကျွန်တော်တို့ထီးတယ်ပေါ့အဲ့တိုက်ပွဲမှာတော့ပြစ်ဆက်လိုက်ရတာပေါ့တော်တော်များများတော့ပြစ်ဆက်လိုက်ရတာပေါ့ ကိုပေါ်ရည်ပဲဖတ်ပြရတာနော် ဒါတငယ်ချင်းတွေများနေပြီးတော့ကိုနဲ့စောင့်ရင်ခင်တဲ့လူတွေစောင့်ရင်ပြီးတဲ့လူတွေလုံးဝကိုစောင့်ရင်ချစ်တဲ့လူတွေပဲပြစ်ဆက်လိုက်ရများတယ်အတိုက်ဝယ်ရတော့ တော့ဆိုရနော် ဒီတော့ အကိုကကျွန်တော်ဘယ်နာကြည့်တာလဲနော် ကျွန်တော်ကြည့်တာတော့လက်မောင်းရင်ခါရင်ပြင်ပါရင် ဒီဘက်နာတော့ရတာနာမည်အဲ့လိုမျိုးကြီးဖြစ်တော့ဘောနော်ကျွန်တော်တို့ချောချားတိုက်ဖို့ဆိုရင်တော့ပြီးတော့စိတ်လုံးချုံမှုပေးနိုင်မှုဆိုရင်တော့ဘယ်ဟာတွေရလိုအပ်တယ်လို့ကိုထင်တယ်လို့ အဲ့မျိုးထီးတဲ့ချိန်မှာကျွန်တော်တို့အဲ့လိုထီးတဲ့ချိန်မှာဗျာကျွန်တော်တို့3ယောက်ကြားထဲမှာ14ဟုတ်14အဲ့ဒါကြားတဲ့ချိန်မှာကျွန်တော်တို့အဲ့ချိန်မှာကျွန်တော်တို့ ready အုပ်ထုပ်တွေရှိနေရလေ ready အုပ်ထုပ်တွေရှိနေတဲ့အတွက်ကြောင့်လေကျွန်တော်တို့အသက်ဒီဆုံးရမယ့်နေရာမှာအတေကြားလေးမှာကြားလေးနေတာပါအသက်ဒီဆုံးရမယ့်နေရာမှာ ready အုပ်ထုပ်ရှိနေတယ်သူတက်ဒီ စစ်ဖြစ် ဟိုမြင်နေရရအောင်တော့ပြောရမယ်ဆိုရင်တော့ပချောင်းစားအဲ့လိုလည်းကြားပါသေးတယ်ကျွန်တော်တို့အကိုတို့ထိတဲ့ပွဲမှာပဲလीနော်ဒါရေဘောတရားဆိုဒီရင်ဘတ်တွေလည်းထိရပြောအဲ့ဒါကျွန်တော်ဘတ်စပြီးမပါလို့လားဗျ အဲ့လိုမျိုးပဲပေါ့ ready အုပ်ထုပ်တွေပါလေအစီမပြေနေထားမှာတော့သူလေ ဟုတ် ဒီကျဲချိန်မှာထိတဲ့ချိန်မှာသူလေ brand မပါလာတယ်တခုအဲ့ဒီမှာရေဘောရှိနေဖြစ်သွားရောရေဘောတရားကတော့ ဒီတော့စံကောင်းတာဘယ်လိုဆက်ရှင်ပြရလဲနော်တော့ကိုပြောချင်တာတော့ဒီ Linux တွေ Mac တွေကတကယ်ရေးကြည့်ရပါတော့။ညာရေးစိတ်လို့ရှင်ပေးရလို့တော့ကျွန်တော်ထင်တာပဲလား ညာကြီးဆက်လုံးချုံမှုပြီးရဲ့ very အုပ်ထုပ်တွေက ။ကိုတို့မှာ Himax တွေ Bus တွေပါပါမယ်ဆိုရင်ဟောဒီ100%ပါဆိုရင်ဘယ်နေရာခိုင်နှုန်းလောက်ကကိုတို့အတွက်စိတ်လို့ရှင်ပေးနိုင်တယ်ပေါ့ ready နာမည်လေးပါမယ်ဆိုတော့ ကျွန်တော်တို့80ရာခိုင်နှုန်းတော့တိကျရလို့ဒီ ဒီရခိုင် ။ဒီစိန်တော့ကိုတို့အတွက်ပို့ပြီးမှဒီဘိုက်ကိုမပို့လို့ရတော့ဒီ Himax တွေ Bus တွေကတော့တော်တော်ထိရောက်မှာပေါ့နော်ဆိုတော့ဒီရေဘောတွေတက်ကိုလည်းအများကြီးကြာပေးနိုင်တယ်လို့ပေါ့နော် ဒီဝေးတော့လုံးဝစစ်ဖြစ်နေ ။အဲ့ဆိုလည်းတကယ်အညီပေါ့အကိုတို့တိုက်ပွဲမှာဆိုရင်ပေါ့ Himax တွေ Bus တွေရတယ်အကုန်စင်နေလိုက်လို့ဆိုတော့ကိုတို့လည်းဘယ်လိုမှယုံကြည်မှုရှိတိုက်နိုင်တယ်လို့ထင်တာပဲနော် တော့ဟုတ်လား မှန်ပဲပေါ့ အမေရော ။အဲ့တော့လည်းအပွဲမှာဒါ Himax တွေ Bus တွေဒါဒီကတော့မသိမဆုံးဘူးလားကို စုံပါ ။ဒါကောင်းနဲ့ပြောမလားပေါ့နော်ဒီချိန်ကြီးရက်တည်နေရတာဆိုနေတယ်။
နေကြတာတော့ပဲပေါ့နော်အခုလိုဖြေချပေးရတဲ့အတွက်လည်းဖြေပြီးရတဲ့အတွက်တော့ကျေးဇူးတင်ပါတယ်ပေါ့နော် ကြည့် ဟုတ်ကဲ့ဒီဆိုင်ပါဘောနော်